Hello Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့နော် Stacy ပြောပြခြင်းတဲ့အကြောင်းအရာကတော့အတွေးတစ်ခုပြောင်းလို့ရှိရင်ပေါ့နော်ဘဝတစ်ခုလုံးပြောင်းသွားနိုင်တယ်ဆိုတာပေါ့နော်အခုကြည့်နေတဲ့ audience တွေရောသိပါသလားပေါ့နော်လူတော်များများကကြတော့ကြောက်စိတ်ပေါ့နော်တစ်ခုခုလုပ်တော့မယ်ဆိုလို့ရှိရင်ကြောက်တဲ့စိတ်ရှိတယ်အတွေးခေါ်ဟောင်းနေပေါ့နော်အခုခေတ်ကအတွေးခေါ်အစ်စ်နဲ့သွားတာပို့ပြီးတော့ပေါ့နော်ကိုယ့်အတွက်အောင်မြင်မှုလမ်းစာကိုပုံမြင်နိုင်တယ်ပူလည်းမြင်ရောက်တယ်ဆိုတော့ဒါအရင်ဆုံးပြောချင်တယ်ပေါ့နော်တော်တော်များများငါမလုံနိုင်ဘူးငါမသိဘူးငါမတက်ဘူးဆိုတဲ့ဟာတွေနဲ့ပဲပေါ့နော်ဘဝကိုပေါ့နော်ဘောင်တစ်ခုထဲမှာထားရကြတယ်ပေါ့နော်အဲ့ဒီလိုမျိုးမလုပ်ပါနဲ့လို့အတွေးခေါ်ပြောင်းမှာအမြင်ကျကျကြည့်ပါသူများတော့လုံနိုင်ရင်ကိုလည်းလုံနိုင်တယ်ဆိုတော့အတွေးမျိုးနဲ့သွားပါပေါ့နော်ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့ lifestyle ကိုလိုချင်တဲ့ဘဝတွေကိုမြန်မြန်ပုံဖော်နိုင်မှာဖြစ်တယ် Stacy လည်းအရင်တော့ပေါ့နော်ဒီလိုပဲတွေးခဲ့တဲ့လူတယောက်ဖြစ်တယ်ပေါ့နော်ဒီ digital business ကိုမတွေးခင်မှာတပြည့်တော့အကြောင်းအရာတွေဟိုးအရှိဒီဗီဒီယိုတွေမှာပြောပြဘူးတယ်ပေါ့နော်ရှေ့ဘွားမှာဆိုလို့ဒီတစ်ခေါက်တော့ပြန်မပြောတော့ဘူးအရင်တော့ဆိုလို့ရှိရင်ကိုယ့်အကူဘောင်ခတ်ထားတယ်ငါမသိဘူးငါမတက်ဘူးငါမလုပ်တတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲအမြဲတမ်းနေတယ်ပေါ့နော်ပြောရရင် comfort zone မှာနေနေတာပေါ့နော်အဲ့လိုမျိုးနေတဲ့အတွက်ကြောင့်မို့ကိုရတဲ့ရပိုင်ခွင့်တွေဆုံးရှုံးသွားတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီအချိန်ကနေစပြီးတော့မှဒါပေမဲ့လည်းအရှုံးကိုအရှုံးလို့မတွက်ဖ ೇನೆ ပေါ့နော်အဲ့ဒီအရှုံးကိုသင်ခန်းစာအဖြစ်နဲ့ယူပြီးတော့မှပြောင်းလဲလိုက်တဲ့အခါမှာ Stacy အခုဒီ digital business ကိုတွေ့တဲ့အခါမှာပေါ့နော်ကိုတည်တယ်လုံရဲတယ်တင်ယူမယ်ဆိုတဲ့စိတ်ကြီးနဲ့သွားတယ်ပေါ့နော်ဆိုတော့အဲ့တော့လေ့လာပြီးတော့မှလက်တွေ့အကောင့်ထဲပေါ်တယ်အကောင့်ထဲပေါ်ပြီးတော့မှတင်ယူတယ်ပေါ့နော်လူရဲ့အုံနောက်ဆိုတာအမြဲတမ်းဖွံ့ဖြိုးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုထွင်းရင်ထွင်းတယ်လို့မျိုးကိုတင်ယူရင်တင်ယူနိုင်တယ်လို့မျိုးပေါ့နော်တိုးတက်ပြောင်းလဲလာတာဖြစ်တယ်အဲ့တော့အခုကြည့်နေတဲ့ audience တွေထဲမှာလည်းကြောက်တဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်ဒီနေ့ပဲပြောင်းလဲလိုက်ပါမကြောက်ပါနဲ့ကိုဖြစ်ချင်တဲ့အရာတစ်ခုကိုပေါ့နော်အမြန်ဆုံးပုံပေါ်ပါအကောင့်ထဲပေါ်ပါလေ့လာပါတင်ယူပါလို့ Stacy ကတော့ပြောချင်ပါတယ်ကို Ryan ရောStacy ပြောရတဲ့တော်တော်လေးပြည့်စုံပါရဲ့သူစပြီးလောက်ရဲ့အချိန်အစားတော့ကျွန်တော်ကကောက်ခဲ့ပါတယ်ဒီမှာခုချိန်မှာဆိုရင်ဒီမှာသူရဲ့ဒီလှုပ်ချင်တဲ့စိတ်နဲ့ဒါ mindset ကအရင် strong mindset ဖြစ်နေတဲ့အတွက်ကိုဆိုရင်ဒါအောင်မြင်မှုတွေတစ်ခုပြီးတစ်ခုနဲ့ကိုလိုချင်တဲ့အိမ်မက်တွေလည်းတစ်ခုပြီးတစ်ခုအကောင့်နဲ့ပေါ်နိုင်ခဲ့ပါတယ်လို့အဲ့ဒီအတွက်လည်းဒါအတွေးဟောင်းတွေကိုဟိုဖြစ်ပြီးတော့ကိုမှန်ကန်နေဆိုရင်ဒီမှာစိတ်ဆုံးဖြတ်ချက်ကိုဒီမှာရေးဟိုဖြစ်ပြီးတော့ဒီမှာဖြစ်ချင်တဲ့အရာတွေကိုအကောင့်ထဲပေါ်ပါပေါ့လုံးချင်တဲ့မလောကလည်းအရာတစ်ခုမှာကိုယ်မှလည်းဆုံးရှုံးမှုအများကြီးဟိုဖြစ်နေတော့ဆိုတော့ Stacy လုံးချင်တဲ့ဆန္ဒတစ်ခုကိုကိုယ်တိုင်အကောင့်ထဲပေါ်နေတဲ့အတွက်သူတရားလို့ဒီ digital business ကိုစတင်ကြတဲ့အတွက်တမကြစုလုံးနဲ့ဒီမှာအကျိုးခံစားရပါတယ်လို့အခုလည်းလက်ရှိအကျိုးခံစားတော့နောက်ရေးအတွက်လည်းဒီမှာကလေးအတွက်လည်း retirement plan ကြီးဒီမှာအကျိုးခံစားတိစောက်ပြီးသားဖြစ်တယ်ပေါ့နော်ဟုတ်ပါတယ်လို့ဟုတ်ကဲ့ပါဟုတ်ပါတယ်အဲ့တော့အခုကြည့်နေတဲ့audience တွေထဲမှာလည်းဒီလုပ်ငန်းကိုလုပ်ကိုင်ခြင်းတဲ့လူရှိတယ်ဆိုလို့ရှိရင်เนาะအရင်တော့အတွေးခေါ်ဟောင်းတွေကိုဖျောက်ပြီးတော့မှအတွေးခေါ်အတင်းနဲ့ပေါ့เนาะရဲရဲဝုန်းဝုန်းနဲ့စတင်လေ့လာကြည့်ပါကိုယ့်အတွက်ပေါ့เนาะဟိုမအောင်မြင်နိုင်ဘူးဆိုတဲ့အရာမလုပ်တတ်ဘူးဆိုတဲ့အရာဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့အရာတွေကိုပေါ့เนาะဖျောက်ပြီးတော့မှငါလုပ်နိုင်နေဆိုတဲ့အရာမျိုးနဲ့စတင်ကြည့်ပါလို့အဲ့တော့အတွေးပြောင်းလို့ရှိရင်တကယ်ဘဝပြောင်းနေဆိုတာတော့ဒါ Stacy ရဲ့ဒါလက်တွေ့ပါပဲပေါ့နော်အဲ့တော့ကြည့်နေတဲ့ audience တွေထဲမှာလေ့လာခြင်းနဲ့ဆိုရင်နော် www.stacywinryan.com မှာနာမည် email ထည့်ပြီးအခမဲ့ဗီဒီယိုလေးကိုဝင်ရောက်လေ့လာကြည့်ဖို့ဖိတ်ခေါ်ပါတယ် see you